ကြီးချောင်းလေးတွေအဲ့ဒါကျမအိမ်မှာတက်ကြက်ကကျမဘာကောင်းစတဲ့ရေးလေးဆိုတက်ချက်တော့ကိုကျမရှိတော့ဟိုတက်ကတော့စီမပါတော့ဒီလက်ကမှရတော့စီမပါအဲ့ဒါအခုအဲ့ဒါကျမကတက်ကိုတက်တဲ့ကျမလေးဘာလဲဆိုတော့ကျွန်တော်ချက်တန်းလာတယ်လက်ထဲမှာတော့ချက်တန်းလာတဲ့တက်တဲ့ချက်တွေအများတက်တဲ့ချက်တွေအများကြီးရှိပါတယ်အဲ့ဒီကျမကခံစားရတဲ့ဒီကချက်လေးကတော့ကျွန်တော်ပြောချင်တာအဲ့ဒါပါလေဆိုပြောချင်တာတော့ဟိုဘောနော်ကျွန်တော်တို့ခဲလာတဲ့အချိန်မှာလည်းအားလုံးတည်းတော့ကြောက်ဖြတ်ခဲ့ရပါတယ်နော်အဲ့တော့ကျွန်တော်တို့ကတတိယချက်ရှိရမယ်ပေါ့နော်ဒါပြအားဖြင့်ပြအားဖြင့်ပြအားတကယ်တော့ကျွန်တော်တို့ကိန်းချင်းဟိုပြီးရပေါ့နော်ဒီတက်တဲ့ခံချက်ကြီးอ่ะဆိုတော့အဲ့ကျွန်တော်ကဘာလို့ဆက်နေလဲဆိုဟိုပေါ့နော်ဟိုရင်သူရဲ့ပြားဆိုတာကိုကျွန်တော်လည်းသိခံချင်ပါတယ်ဟိုရင်သူရဲ့ပြားဆိုပြားတကယ်စိတ်နဲ့စောင့်နေတယ်ကျွန်တော်တို့အခက်အခဲတွေသိတယ်လူတွေကအခက်အခဲကြားရနေထွက်လာလို့ဆိုတော့သိတယ်ဒီတော့သူကစောင့်နေတယ်ခေါ်တော့သူကစောင့်နေတာကျွန်တော်တို့ကဟိုပေါ့နော်ချက်ချင်းသူစီကိုရောက်တယ်ဒါပဲလေဆိုကျွန်တော်လောကီအရေးကြီးတာတွေအများကြီးရှိတယ်ဟိုကိုယ့်ရဲ့စိတ်ကူးရဟိုအမြဲတမ်းလောကရဲ့စိတ်ကူးဖြစ်နေတဲ့အတွက်ဟိုကျမတို့ကရှင်သန်ရတာကြားလာမှာဆိုတော့တရားကိုတောက်ဖို့ချိန်တာကျမတို့ကဟိုချက်ချင်းရဟိုချက်ချင်းနဲ့ကဖြစ်နေတာပဲအနေပေါ့အများတော့အပြင်တော့လက်ရှိဖြစ်နေတဲ့ပုံဒီတော့တရားကိုနောက်ဆုံးအပေါ်ရရှိပါတယ်အဲ့ဒီမှာကျမလည်းပါပေါ့နော်အဲ့ဒါကိုကျမခံစားနေလေဆိုတော့ကျမကျွန်မတရားတော့ခါညနိုင်ထိုးတော့ချိန်မှာကျွန်တော်တို့ movie ဆိုရန်ကုန်မှာလေကျွန်တော်ရဲ့အဲ့ဒီစိတ်ကကျွန်မတရားထွက်သွားနေတော့နော်ကျွန်မကလေးအကုန်လုံးဒီအပြင်ရောက်ဆိုတော့ကျွန်မအဲ့ဒီလည်း60နဲ့ဘယ်နည်းရှိဒီစက်လောက်ဆိုင်ကိုကြည့်အဲ့တော့ကျွန်မကလေးအကုန်လုံးကြောက်နေရစကောတော့အင်္ဂလန်မှာကြောက်ဆွေးရမှာကြောက်အဲ့လိုဖြစ်တဲ့ဒီမှာနေရဖြစ်နေအဲ့ဒါကျွန်မကြောက်တဲ့အဲ့ဒီအင်ဂျီထဲမှာကျွန်မနေတာပေါ့ကျွန်မမှားလိုက်တယ်ပေါ့နော်ဒီကြားတော့မှားလိုက်တော့ကျွန်မအစ်စိတ်တက်သွားနေတယ်အိမ်ကအိမ်လိုက်မှာရှိတယ်အဲ့တော့ကျွန်မနိုင်ငံခြားမှာကျွန်မတယောက်တည်းအစ်စိတ်တက်သွားနေတယ်အဲ့ဒီအင်ဂျီတလုံးချကျဲပြီး130ပတ်လက်ချင်ကြမှာတယောက်တည်းနေရပေါ့နော်နေတော့2 လ 3 လလောက်ကြာတော့မိုးလေးရောက်သွားမိုးလေးရောက်တဲ့အချိန်မှာအဲ့ဒီညတဲ့အခါမှာမိုးလေတအားတိုက်တယ်လေတအားတိုက်လို့မိုးအရမ်းလာအဲ့ညကျွန်မအစိုးရအိတ်တယ်ဆိုတော့တကယ်အိတ်ပြောလည်းကောင်းတဲ့အချိန်ပေါ့နော်အဲ့ဒီမှာချားလေးအချိန်အိမ်ကလည်းဂုံးလေးပေါ်လာဆိုတော့အဲ့ဒါနဲ့မိုးအရမ်းရွာတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ကျွန်မလက်တက်တဲ့ယောဂရှိအဲ့ဒီတော့ပေါ့ကျွန်မလက်လို့ရှိပါပဲဆိုကျွန်မသိစိတ်ထုတ်ထားတယ်ပေါ့နော်အဲ့တော့ကျွန်မလက်တော့တိုင်းဆိုတာတွေ့တယ်ကျွန်မအဲ့လိုဖြစ်တယ်ခဏအဲ့ဆိုကျွန်မအဲ့တယောက်တည်းအဲ့ဒါတော့အဲ့ဒါပေါ့လေလာကောင်းတယ်3 လရှိသွားပြီဆိုတော့အဲ့ဒီကြပြီဆိုအဲ့ဒါကကြတော့ညီမတွေပေါ့အဲ့လေသူတို့အိမ်နဲ့သူတို့သားသမီးကြီးတွေနေပေါ့နော်တိုင်းထဲမှာအဲ့လိုရှိတော့ကျွန်မလည်းဘယ်သူမှတော့မဖြစ်ချင်ဘူးကိုယ့်ကိုကြောက်တဲ့နေအိတ်ကအဲ့တော့မှာမိုးချမ်းပါလို့တခါလေသူ့မိုးဟိုဒါလေးကတော့တက်လဲဆိုပြီးတဲ့တခါလေသူ့မိုးကိုတခါလေလေးကချမ်းနဲ့တိုက်ချတဲ့အချိန်မှာပေါ့ကျွန်မကတခါတကယ်နဲ့ချမ်းချမ်းအိတ်တော့တက်သွားတာဒါဆိုတခါလေတွေ့တယ်တော့တက်တယ်ဆိုပန်းနေတယ်ကွာအဲ့ဒါဒီမှာလက်ဒီနားမှာတိတ်လိုက်လို့ရှိလုံးနဲ့သူ့ကိုမောင်းအဲ့လိုဖြစ်သွားတယ်ဆိုတော့ကျွန်တော်လက်မှာထပ်ပြီးစိတ်တက်သွားတယ်ခုနတက်ကျွန်မသိလိုက်တယ်အဲ့ဒါကျွန်မချင်းမှဟိုစာအုပ်တိုင်းကြရရှိတယ်ကဒုံကြီးဖြစ်လာအဲ့မှာဒီတိုင်းကြရကျွန်မအဲ့ရလေးနာမှာချာကျွန်မအဲ့ဒါချိန်လိုက်ကြတော့အဲ့ရလက်ကသွားဆိုတော့ကကြတော့ကျွန်မကြည့်ရအောက်ကြရတယ်ဟောဟိုဟာ90ကျော်ဟိုခုံတော့အဲ့နဲ့ကျွန်မဆေးရှာတာပေါ့နော်ဆေးရှာလို့ကျွန်မအဲ့ဒါနဲ့ချလိုက်ပြီးတော့ကျွန်မတယ်လီဖုန်းရင်ကိုက်ဘယ်သူစီပြေးဆက်လဲဘယ်သူစီဆက်လဲဆိုတော့ကျွန်မ
လောက်တော့ဒီလောက်ကျန်းစာဟိုလဲကျွန်မအဲ့တော့ဆန်လန်130နဲ့ဘလို့196ပိုက်ကျရှိတယ်အဲ့ဒါကျွန်မဆန်လန်100ကျအပိုက်100ကျအလို့ရတယ်ဒီလောက်တတိထားစင်ကြအောင်ပြရတယ်လွတ်တာအဲ့ဒါကျွန်မဘယ်လိုဖြစ်သွားလဲဆိုချက်ချင်းကျွန်မညီမအိမ်ကိုလမ်းဆက်တာဖုန်းပေါ့ပုံစံတာပေါ့နော်ကျွန်မပုံစံတာသူကလည်းမိုးရမ်းရွာဆိုရင်ကြားဖုန်းတော့တော်တော်နဲ့မကြောက်ဘူးကျွန်မလည်းကတူပြီးတယောက်အိမ်နဲ့နောက်တယောက်အိမ်ဆက်တော့လေအဲ့နောက်တယောက်အိမ်ကျတော့မိသွားတော့လည်းမိုးရရမ်းချွမ်းနေတယ်ငါတို့ဒီထွက်လို့မရဘူးလေဦးစားလေးထွက်လို့မရဘူးတဲ့မိုးချိုးတွေပြင်းနေတော့အဲ့နဲ့ကျွန်မဟိုခဏဟိုစားလေးခဏလာပြီးပါလားဆရာမပေါ်လို့ရခေါ်ခဲ့ပြီးလို့ next ရတယ် next copy ပေါ့နော်အဲ့လိုပြောတာအဲ့နဲ့ထွက်လို့မရဘူးလေကျွန်မတို့ငါတို့ကြည့်လိုက်မှဆိုတော့တာလို့လည်းမရဘူးဟိုတယောက်ကလည်းခေါ်လို့မရအဲ့နဲ့ကျွန်မနောက်တစ်ခုစဉ်းစားတော့ဖះကိုဒီလုံးဝမရအဲ့မှာနောက်တစ်ခုကျွန်မစဉ်းစားလိုက်တော့ဟိုရက်ွက်လူကြီးပေါ့နော်အဲ့ရက်ွက်လူကြီးကိုကျွန်မဆက်တယ်အဲ့ဒီရက်ွက်လူကြီးကတခါတည်းအဲ့ညကတော့ဟိုဖွင့်ထားတာဖုန်းဖွင့်ထားတော့ဟာလေဟိုအဲ့ဒီဘာဖြစ်တာလဲလေဆိုငါရန်တွေ့တဲ့နေရလို့ဟိုဆက်လို့ဆရာဝန်ကပြီးလို့ဆိုတော့အဲ့နဲ့အဲ့ဒီလာပြီးတော့ဆိုပြီးဖုန်းချတော့ကျွန်မအရှိရတော့ခဏလာမှကျွန်မချာချာအဲ့တော့ဟိုနာစောင်းကြည့်စီအဲ့နဲ့ကျွန်မအဲ့အရှိကိုလာပြီးတော့ကျွန်မဟိုစညနေနိုင်ကျိုးဆိုသူများအကောင့်ရဲ့အချိန်ဆိုတော့ပေါ့နော်အဲ့ next တာမင်းရောက်ရှိတယ်အဲ့ပေါ်လိုက်တော့သူကမချူအဲ့ဖုန်းချတာဖြစ်တယ်အဲ့ကျွန်မလည်းအေးလို့စားတယ်တမီးကိုဟိုအပြေလာတော့အန်တီတို့ရန်တယ်ရယ်ဆိုအဲ့လိုပဲဟို message လေးလို့လည်းအဲ့ဒါကျွန်မအသက်ရှူလို့မရတော့ရှူလိုက်ရင်ဟိုအဆုံးထိမရဘူးအတန်းနဲ့လေးရှူလိုက်ပြန်ချလိုက်ဘာပဲလဲဆိုတော့ကျွန်မအသက်ရှူရအောင်ဖေးရပါဆိုတော့ဟိုသူစစနာကလည်းမကြုံဘူးတော့လေအဲ့ဟိုနောက်ကျော်ရနေအောက်ကြီးရောက်သွားအဲ့ကျော်ရအောက်ဆုံးရောက်တော့အဲ့ငါရောက်တယ်လူကဟိုစားအော်ပါလားတက်ရှူမရတော့အောက်အဲ့ကျူရောက်တာတက်ရှူလည်းလူဒီနာရောက်လာဆိုပြန်ထောက်ရတယ်အဲ့ဒီကျွန်မတို့ကပဲဆိုတော့ကျွန်မအဲ့ဒါနဲ့ပဲအဲ့ခါကျတော့ကျွန်မဒီလိုမှကျွန်မအင်္ဂလိပ်ချင်းရလည်းမကြောက်ကျွန်မအော်ဘလို့မကြောက်တကယ်ဆိုရင်ဟိုအဲ့ဒီလေးနဲ့မိုးသားနဲ့အဲ့ဒါနဲ့တခါရင်ကျွန်မငါတီးတော့မှာပြီးတော့နော်ငါတီးဘယ်သူတီးရမလဲဆိုတော့ကျွန်မစဉ်းစားတယ်ငါတီးငါ့မိုင်လည်းတီးဟိုအမျိုးစုံတွေလည်းတီးအောင်ပေါ့ဒါပေမဲ့ငါတီးတည်းရောကတီးလို့တီးရမယ်အဲ့ကကျွန်မတရားဝင်တယ်ငါတီးဘုရားနဲ့တီးရမယ်ဟုတ်တယ်ဘုရားတော့တီးလို့မှဖြစ်မှာဆိုတော့ကျွန်မကဘုရားတိုင်းတီးလို့ဆိုတော့ကျွန်မဟိုထူထော်လိုက်တာပါနော်တီးတော့မှဆိုတော့တီးသွားတာကကြတော့ထူထော်လိုက်ကျွန်မအော်ပြစ်လိုက်တာကျွန်မအော်တကယ်အော်ပြစ်လိုက်တာကျွန်မဥပဘုရားလို့သမီးအခုဒီနေရာမှာဟိုဘုရားထိုင်ရရှိတယ်ဘုရားမထိုင်လဲတီးပါပေါ့နော်ဒါကြောင့်လို့သမီးကိုထားပေးမယ်ဆိုရင်လည်းသမီးကဘုရားလို့တော့ဆောင်းတယ်ပေါ့နော်ဆိုတော့တတိပေးလိုက်ကျွန်မအဆုံးချိုးပေါ်လို့ဘုရားဆိုတော့ပေါ်ပြီးတော့ကျွန်မမှောက်ချလိုက်တာနော်ဟိုအားလေးပေါ်သွားပြီးဆိုတော့မှောက်ချလိုက်အဲ့ဒီအခါမှာကျွန်မမှောက်ချလိုက်ခဏချိန်မှာကျွန်မတခါကိုအတင်းတိုးဖွင့်ဆောင်ဝင်လာတဲ့ရောက်ပေါ့နော်ဝေးအတီလေးပတ်ဖြစ်တာလေးတွေဟိုကျွန်တော်တို့လာပြီးဘာလို့ပြရမလဲဆိုတော့ဟိုအဲ့ဒီရောက်ပတ်ကြီးရောက်လာတဲ့အခါကျတော့အဲ့ဒါကျွန်တော်ကဟိုပင်နာရောက်လာကျွန်မလည်းသူ့မျက်စိနဲ့နဲ့လာကြည့်လိုက်ဆရာဟိုမရှိရဆရာnest ကိုစားပေါ်ပြီးလို့တော့သူတာမျိုးပေါ်ပြီးဟုတ်ကဲ့သူကြည့်လိုက်တော့သူကြည့်ရတယ်ဘယ်တော့မိုးလေးပြင်းလဲဆိုသူကြည့်ရအပေါ်လမ်းနေတာသူကြည့်တဲ့အရွက်တွေအပေါ်လမ်းပြီးတော့သူအင်ကြီးရတယ်အပြင်းနေတယ်ပေါ့နော်သူစီးတူကိုရွှဲနေအဲ့ဒါပြန်ထွက်သွားပြီးတော့ခဏနေကြတာအဲ့အော်သူမထွက်ခင်မှာကျွန်မဗာတိလိုက်ရဆိုဟဲ့ငါတို့စကားပြောလိုက်တာငါအသက်ရှူရပါပါလားဘာဖြစ်တာလဲအသက်ရှူရမရဘူးရပါအဆုံးထိရပါပေါ့နော်ဖျားစီကောင်းရတယ်ဘုရားငါ့ကိုပြလိုက်ပြီးဆိုကျွန်မအမှအရာကိုဖြစ်သွားတာပေါ့နော်ဝန်ရတာပါလေဟိုဘုရားငါ့ကိုပြီးချစ်ချပါလို့ဆိုပြီးကျွန်မတအားဝန်တာပါလေအဲ့ဒါကြောင့်ကျွန်မပြမှာ
ပိုင်းဟိုကျန်းစာတည်နေတယ်ပေါ့ကျွန်တော် Jeremy 33မှာဆိုပါပြောတာငါ့ကိုတော့ကြည့်တော့ဟိုတင်လို့မသိနိုင်ဘူးတဲ့ဒီချောင်းပြောတာငါ့ကိုတော့ပြောတာကျွန်မမပေါ့ကျွန်မလူတွေအကုန်ပေါ်ပြီးမှကျွန်မအေးဟောခေါ်တယ်နော်အေးကျွန်မအဲ့ဒါပတ်ပြီးရလိုက်တဲ့အတွက်ဆန္ဒနဲ့ဆက်ပုံပုံမှာအိုထာရပြကျွန်တော် order ကိုနားထောင်တော့ပါတယ်ကျွန်တော်ကိုတနာတော့ဘာဆန္ဒစီရလေးရေးထားတယ်အဲ့ဒါကြီးကျွန်မချက်ခဲ့တယ်ဟိုနားထောင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်မဒီပေါ်နေမှာကျွန်မမသိဆန္ဒကိုချက်ချက်ဆိုကျွန်မရတာကြားလာပြီးအလုပ်အစအဆုံးအဲ့ဒါလေးသတိမရတော့အဲ့ဒီချိန်ဟိုသူအဆုံးသားမှာပြောတာလေသူဒီငါ့ကိုတော့ငါချုံကြီးလို့တေးချတယ်ပါလားဘုဇက်တဲ့အဆုံးမှာငါ့ကိုတော့ငါချုံကြီးလို့ပြောရတယ်ကျွန်မကဘုရားစောင့်နေတာနဲ့ဘုရားစောင့်နေတာနဲ့ကျွန်မမပေါ်ဘူးဘယ်တော့ပေါ်မလဲဘုရားစောင့်နေကျွန်မနောက်ဆုံးမှပေါ်လိုက်တယ်နောက်ဆုံးမှပဲကျွန်မကလည်းအသက်ရှင်ရတာကိုယ့်ကိုတည်ပြီးလို့ဆုံးဖြတ်ထားတာကိုဖြစ်သွားတယ်အဲ့ဒီချိန်မှာဟိုတနာပစ္စည်းအမလေးလာတော့ကကြတယ်တိုင်းတော့သူရအောင်ဝစေအောက်ကိုပြန်ကြလာတယ်အဲ့ဒါနဲ့လည်းကျွန်မအသက်ရှင်မှုတူရပါတယ်ဒီချက်ချင်းလေးပေါ့နောက်တစ်ခုကတော့ကျွန်မနောက်ဆောင်ကျွန်မရေးထားတာကတော့ကျွန်မကလည်းဆိုတော့one day at a time ဆိုတဲ့ချင်းဟိုကျွန်မတန်းစင်လေးကျွန်မတန်းစင်ဆိုအရင်ချက်တယ်ဟိုတန်းစင်အရင်ချက်တော့ကျွန်မအဲ့ဒါတန်းစင်လေးကိုချိန်လိုက်တာလို့ငါတိတက်ချက်လိုက်တယ်ဆိုပြီးတော့ခဏတီးကြည့်တဲ့တမ်းတိုင်း time right မကြောက်ဘူးပေါ့နော်အဲ့ဒါကျွန်မအဲ့လိုနေနဲ့တရေချာတော့ကျွန်မအမျိုးသားဟိုပါလေကျွန်မအမျိုးသားအဲ့ဒါကျွန်မတယောက်တည်းနေလို့ဆိုတာကျွန်မအမျိုးသားဆုံးပြီးလို့ဟိုပါ3နှစ်ကြာမှကျွန်မအဲ့ဒီကြောက်တာကျွန်မအမျိုးသားဘာလို့ဆုံးသွားတော့ဆုံးသွားတော့အဲ့ဒါမှဘာလို့သူ့ရဲ့အုပ်ကိုအဲ့ဟိုစားပါခိုင်းပေါင်းဆုံးမှာတောင်းပြထားတယ်အဲ့ဒါကိုကျွန်မအဲ့ဒီရက်မှာကျွန်မအားရပေါ့နော်ဟိုအစားရှာဖို့တောင်းရတယ်မတော်ဘူးအဲ့ဒီအားရဆိုတော့ကျွန်မဘင်းဝင်နေဆိုကျွန်မအဲ့အုပ်ကိုသွားပြီးတော့တန်ရှင်းလုပ်မယ်ဟိုစိတ်တော့တယ်ပေါ့နော်တောင်းဖို့အပြစ်ပြန်ထည့်တယ်ဆိုကျွန်မအဲ့ရုပ်ဝတ္တရားပေါ့နော်ပေါင်းလေးနှစ်ယောက်ပေါ့အေးလေးနှစ်ယောက်ပေါ့နော်အေးလေးနှစ်ယောက်နဲ့ဟိုပေါ့နော်ကျွန်မတကယ်ချင်းမိန်းကလေးတကယ်ချင်းမြင်တကယ်ချင်းပေါ့နော်ငယ်ငယ်လေးအကြောင်းပြတယ်သူ့နာမည်အမေကြီးတယ်အဲ့ဒါသူကဘာတလဲဆိုသူကနားနေလေးသူစကားပြောအရန်ပေါ်ပြောတယ်အဲ့ဒါအရန်ပေါ်ပြောတယ်သူစကားပြောတယ်ဆိုကျွန်မဟိုသူဘေးနားမှာနေမှာပေါ်ပြောတယ်ပြီးသူ့ကျွန်မစားနေနေမြဲအဲ့လိုပြောသူကအကြီးစီကပြောတယ်ကျွန်မနေရနေနေငါနဲ့တွေ့လို့ရှိရင်နေစည်ရမကြီးကိုဖြစ်သွားတာလေဆိုတော့ကျွန်မလည်းအေးပါစည်ရမရောက်ပါတယ်သူ့ခေါ်ပါတယ်ဘယ်တကယ်ချင်းမှမရှိဘူးအနည်းဆုံးပဲသူများတွေအလုပ်ကိုတိုင်းနေဆိုအဲ့ဒါသူ့ခေါ်သွားကြအောင်တက်စီကားသွားကြတာပေါ့နော်အဲ့ဒါတက်စီကားသွားကြတော့အဲ့ဒီမှာရောက်သူကစေတော့ပဲစေရပါရောဘူးစုကားရောပေါ့လေညောက်ကအရက်ွက်တဲ့အဲ့ကောင်လေညောက်သူကလုံးနေချင်ဆိုအဲ့ဒီအခုစုပ်တွေပါလေသူတို့ပြီးလိုက်တာပေါ့နော်ဟိုတိုင်းတရှိလို့ဆိုတော့ brush ကိုပါရောပေါ့စီးပြီးတော့ပေါ့နော်ဟိုရောက်တော့အဲ့ဒီခေတ်ကရောက်ကျွန်မပြောခိုင်းပေါင်းဆိုတော့ကြည့်ပဲအဲ့လိုပြောတာအဲ့ဒီကောင်လေးနဲ့ရောက်တော့ဟုတ်ပြီကျွန်တော်တို့လာတာဟုတ်ပဲကျွန်တော်တို့ဟုတ်ပဲကိုသွားနေတာမဟုတ်ဘူးခိုင်းပေါင်းဆိုတော့ကြည့်ပဲဟုတ်ပဲကဒုနဲ့ဘာမှမဆိုင်ဘူးကြည့်ပဲဆိုတော့အဲ့ဒါမဟုတ်ဟုတ်ပဲပဲပြောတာအာသမားပြောဘယ်ဘက်မောင်းမှလဲဆိုတော့အဲ့ဒါကျွန်မပြောကြည့်ပဲကိုဆိုတော့ကောင်လေးကမဟုတ်ဘူးကျွန်တော်တို့အတိဆုံးကားဆရာကြီးတဲ့ကြည့်ပဲနဲ့အန်တီကမဟုတ်ဘူးပဲအန်တီကမေးအော်တော့ပါပဲဆိုတော့အဲ့တော့အဲ့တော့ရောက်တော့ကြတော့သူကအရှိလည်းကြည့်လိုက်တော့စိတ်လည်းစိတ်အောင်တက်ချင်တယ်ပြန်တော့အဲ့ကျွန်မကြည့်လို့အဲ့ဒါမဟုတ်ဘူးဒီလိုမဟုတ်ဘူးခိုင်မောင်းဆိုဒီလိုမဟုတ်ဘူးအဝယ်ကနာမတပါးလေးဝါကလည်းကြီးထောင်ထားတယ်ဒီလိုမဟုတ်ဘူးလို့ဆိုရတယ်ပြောတာမဟုတ်ဘူးလေတဲ့ဒါနဲ့ကိုအဆောင်ထွက်တယ်အဲ့ဒါဘာဖြစ်နေကြတာပုဂ္ဂိုလ်တို့ဘာဖြစ်နေကြတာလဲဆိုတော့အဲ့ဒါဟုတ်ဖတ်ကြည့်ရလို့ဒီဒါဘာသိကြရလို့ဆိုဒါကရင်လူတို့သိကြရကျွန်မပြောတာကရေလို့ပါဟိုဗာလေခိုင်းတော့ဆိုသိကြလို့သူကဘာလို့ကြည်လာဘူးဒီကျွန်မစိတ်ဆိုးရကျွန်မညာစိတ်ဆိုးရဘာလို့စိတ်ဆိုးရဆိုကျွန်မကိုတည်တယ်အဲ့ဒါကြောင့်စိတ်ဆိုးတော့ဘယ်လိုလုပ်လဲဘယ်လိုလက်ပြန်ဆောင်ဝေးဆောင်တာလေအဲ့တော့လက်ပြန်ဆောင်ဝေးဆောင်လာလို့ဘယ်လိုလုပ်လဲဆိုကျွန်မအဲ့ဒီပန်းကြီးရပြောတယ်ဟိုကလေးမလေးကြီးကနေတော့သွားရင်းနဲ့
တက်တဲ့ကိုသွားတယ်အဲ့တက်တဲ့သွားရှိတယ်အဲ့ဒီမှာအုံနိုင်ရင်ပြိုကျနေတာတွေ့လို့အဲ့အုံနိုင်ရင်ထွက်သွားရင်ဘယ်မှမဆုံးနေရတယ်အော်ဒုက္ခပဲအဲ့ဒါဆိုဒုက္ခပဲဒီထားကိုဖြတ်မယ်ဒီထားကိုလက်ကြောင်းမှမရှိဘူးအကုန်လုံးအုံကြည့်ပဲဆိုတော့ကျွန်မလူကိုရနည်းနည်းကြောက်တယ်ဆိုတော့ကျွန်မဒုက္ခပါပဲဆိုတော့အဲ့ဒါနဲ့ကျွန်မအဲ့လာမထူတော့ဘဝဒီလိုပဲသွားရဆိုတဲ့တော့နေပေါ့အဲ့ခေါ်တဲ့အခါကျဟိုကောင်လေးတယောက်ကနည်းနည်းမူတူတူဖြစ်နေတယ်သူအဲ့ကိန်းလေးတယောက်ကမူတူတူဖြစ်နေမထူတော့ဝလာတော့ငါတို့လောက်ပါလို့ဆိုတော့အဲ့ဒါနဲ့သူတို့နေရာပေါ့ကျွန်တော်တကယ်ကြံမေးကြည့်ရမေးကြည့်လာတော့ဒါဆိုတာနည်းနည်းရှိရပါမယ်ဆိုဘယ်ဟုတ်လဲကျွန်တော်တော့ကိုသူစကားတွေပဲပြောတာလားဒီကလူကအိုးဘာချောကြအောင်မယ်နော်အိုးဘာချောကြရင်ငါ့ဘာမှလို့စားပြပြသွားမယ်ဆိုတော့ကျွန်တော်စကားပဲနောက်လေကြည့်လိုက်တော့မရှိဟာသူတို့ရဲ့ဘုနာမှာဝေးမှာတယောက်ကလည်းဝေးထားမင်းဒီဘာလုပ်နေတာလဲဆိုလဲဘာနာကြတော့လုံးဝကျွန်တော်နားမထောင်ဘူးရှောက်ကြည့်နေအဘအဲ့ဒါရှောက်အဲ့ဒါကျွန်တော်ကိုဘယ်နဲ့ပေါ့မှဖြစ်မှာအော်လို့ကြောက်ဆိုတော့ကျွန်တော်အဘမေးလို့ကြိုက်ပြီးတော့ကျွန်တော်ပေါ့ပဲကြတော့မှဒါအတူပါပုံစံပေါ့နော်ဒါပုံစံငါပေါ့လည်းဒီကဒုက္ခပဲတော့ကျွန်တော်ပြောလို့ဆိုအဲ့ဒီကျွန်တော်မေးလို့ဆိုင်ကျွန်တော်ဘယ်လိုလုပ်ကောင်းလဲကြောင့်မဲဒီဆိုတော့မင်းကတော့ကျွန်တော်သူချက်တော့တော့ပေါ့နော်သူချက်တော့တော့ချိန်ပြီးတော့ကျွန်တော်ပေါ့လိုက်တာအဲ့တော့အဲ့သူချက်တော့နေပြီးတော့အဲ့ငယ်လုံးကတောက်တွေထွက်သွားတော့သူကလန့်သွားတော့လန့်သွားကိုချစ်တော့ကျွန်တော်ပြောတယ်အဲ့ဒီဆိုတော့အဲ့မြန်လာအချိန်ရှိဘူးလို့သူပြောတော့သူကဟဲ့ကျူရှိတယ်ဒီမှာချစ်စမ်းနေဒါမှသိတယ်လို့ပဲဟိုကဆရာလေးဒီကဘာလဲကျွန်တော်လည်းစိတ်တင်နေတာဘယ်လိုလုပ်ရမလဲမသိဘူးပြောစားလို့မြန်လာအချိန်ရှိဘူးဆိုပြောအဲ့သူအဲ့လိုပြောတော့သူကမင်းရှောက်ဖတ်ပြီးတော့လေဒါမှအင်္ဂါလို့ဟဲ့ဒီမှာငါတွေ့ရပြီငါသိတယ်အဲ့ဒါကိုစစံပြအောင်ပါလေအဲ့သူကအမြင်ကသူကပဲဆိုကြပါနေတယ်ဒီကျွန်မရှိတော့အောင်လေးရောက်ကခေါ်လို့ရတယ်သူလာတယ်ဆိုတော့ကျွန်မရှိတော့ကျွန်တော်သူ့ဆောင်းလိုက်ကျွန်တော်ဆောင်းလိုက်ကျွန်တော်တပည့်ပြင်းဖတ်သွားတယ်ဖတ်တော့မဟုတ်ကြည့်ဒီကားသူ့ဆောင်းလိုက်ဒီသူ့ဆိုတော့မဟုတ်ကြည့်သူ့ဆောင်းလိုက်မဟုတ်ကြည့်လေတော့နာမည်ရောအသက်ရောတယ်အော်အသက်ငယ်ဒီအုပ်အသက်ကြီးတဲ့လူလည်းဒီအုပ်အော်ဒီဆိုပြီးတော့ကျွန်တော်တော့လိုက်တာဟို7မိနစ်လောက်ကြာမှကျွန်တော်ပို့ခဲ့ရောက်အဲ့ဒီကျွန်တော်ဒီနေ့ကျရင်ငါတို့လည်းပဲဒီအုပ်ကိုအောက်ကိုဒီလိုပဲလေးလျောင်းပြီးတော့သူများကိုကိုတင်ပြလို့လည်းမရဘာမှလုပ်လို့မရသူများဒုက္ခပေးလို့လည်းမရပဲနဲ့ဒီကျမ်းမှာအခုတို့သူတို့အုပ်ကိုပေါ်နေတာသူတို့ဘာမှကိုပြောလည်းမရလုပ်လည်းမရလူဟာဒီလိုပဲသွားတယ်ဆိုတော့ဒီလိုပဲကိုလည်းတနည်းတစ်ချိန်ကျရင်ဒီလိုပဲဒီအုပ်အောင်မှာသွားတယ်ကိုယ်သူများဖြတ်ကျော်သွားတယ်ကိုလောင်သိမှာကိုဝိညာဉ်အဓိကကိုဝိညာဉ်ကဘုရားသခင်ကတင်ထားပြီးတဲ့အတွက်ဘုရားသွားနေပြီဒီမှာဒီရုပ်ခန္ဓာကိုယ်ကြီးမြေကြီးမှာသူ့ဘာအချိန်တန်တော့အယူကနေပြီးတော့မြေကြီးဖြစ်သွားတာပါပဲဆိုတော့ကျွန်မအဲ့ဒီ1 day တဲ့ time တနေ့ကျရင်ကိုလည်းပဲဒီအောက်ကိုသွားမှာပဲဆိုတော့အတွေးအမြင်ဒီကသူကပြောတာတဲ့ကိုယ်ကြုံတွေ့လိုက်တော့မှပဲလုံးဝကြောက်စိတ်ကမရှိတော့ပဲနဲ့ကျွန်မဆက်သွားလို့ရပါတယ်အဲ့ဒီကြောင့်ဒါလေးကိုမိတ်ဆွေတကယ်ချင်းသိရမှာပေါ့နော်ကျွန်မဘယ်လောက်ကြည့်ပဲဟိုအမှန်အရန်ကိုနာမည်ကြီးတဲ့ဆရာသမားတွေအများကြီးပေါ့နော်အများကြီးရှိတယ်အသက်ကြီးတွေရှိတယ်အသက်ငယ်တဲ့လူရှိတယ်ငယ်တဲ့လူကြတာနှမျိုးတာပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကြီးတဲ့လူကြတာအဲ့အောက်ထပ်ကအကုန်ရှိနေတာတနေ့ကျတို့လည်းအချိန်ဘုရားသခင်ပေးတဲ့အချိန်ကဘုရားသခင်ရဲ့လက်ထက်မှာအသက်နဲ့အချိန်ရရှိနေတယ်ဆိုတာဘုရားတစ်ပါးပဲပိုင်တယ်လုံနိုင်တယ်ပြောင်းလဲနိုင်တယ်လုပ်ပေးနိုင်တယ်ဆိုတာအခုငါကိုယ်စိတ်ကပြောင်းလဲတော့လုံးဝကြောက်စိတ်မရှိတော့ပဲနဲ့တနေ့ကျကိုဒီလိုသွားမယ်ဆိုတာသိသွားပြီးတော့ဘုရားဘုရားနဲ့ဘုရားရဲ့နှုတ်ကပတ်တော်တွေနဲ့ပဲကျွန်တော်တို့ကသွားရမယ်ဆိုတာအသက်ကြီးသူဖြစ်တဲ့သူကျွန်တော်တို့ကအရင်ဆုံးကိုသိရတယ်လို့ဆိုတာလက်ခံနေပေါ့နော်အဲ့ဒါကိုကျွန်တော်ကအတိတ်တရားကိုရလိုက်တဲ့အတွက်ကျွန်တော်ကအရင်ကို
ကြောက်စိတ်တို့မတည်တဲ့စိတ်တို့မရှိတော့ဘဲနဲ့ကိုတည်သွားရင်ဒီလိုပဲဖြစ်နေဆိုတာကိုသိလိုက်ရတဲ့အတွက်ဘုရားသခင်ကဒါရိုက်ဒီနှုတ်ကပတ်တို့ဖတ်ခြင်းအဖြစ်ပြောတာထက်ကျမကိုဒီလိုပြလိုက်တာပေါ့နော်ဒီလိုနားလေးတဲ့လူနဲ့ဒီမူးတဲ့လူနဲ့ကျမသွားလိုက်တာဘုရားရောက်တော့ဘုရားကခိုင်မောဆိုတာဒီကကျမအားသိပါချစ်ကျမထွက်လာအင်းအန်တီကဘယ်ရောက်လာလဲဘယ်လာလဲဟုတ်တယ်ကျွန်တော်ပြင်ဘက်ကိုနောက်ဘက်ကလာဟိုမှာတကားရှိရမှာပဲနဲ့နောက်ဘက်ကသူအားသိတယ်လက်နဲ့လက်သွားတာပေါ့နော်သူမတမတူလားကျမမတရားလုပ်တဲ့လူလားပါလေပေါ့နော်သူကလက်ပြီးတော့ဟုတ်လို့ငါအမျိုးသားရဲ့စားအုပ်ကိုလာတာလို့ပြောတာတန်ရှင်းလာတော့အန်တီအဲ့ဒါဆိုရှိတယ်ကျွန်တော်တို့လည်းလုပ်ပြီးလို့ရတယ်မိဘဟုတ်တယ်သူကမယုံတယ်နဲ့အန်တီအမျိုးသားပြောငါသိတယ်ဟိုတောင်းလာလိမ့်မယ်ရှိတယ်အဲ့လိုပြောမဟုတ်ဘူးအန်တီအမျိုးသားအရင်ပြောတယ်နာမည်ပဲသူလေသူကကျွန်မပြောပြီးတော့မတဲ့ကတော့စစ်တာပါနော်ကျွန်မကဥညတန်တောင်းလာမှရှိသူတော့ကြည့်တွေ့ပြီးအန်တီတွေ့ပြီးအဲ့ခါကျတော့သူချက်ချင်းသူတို့အင်းကြီးအဟောင်းထားတဲ့ဆိုချူပြီးတော့တခါလေပုံတော့လိုက်တာဘာလို့လဲငါ့မှာမရှိရဆိုတော့လည်းရတဲ့အန်တီလည်းကျွန်တော်တက်ရှိလို့ပဲဆိုတော့အဲ့ဒါကဘာညောလာတော့စီးပါတော့လာနော်အဲ့ကျွန်တော်တို့ထားဆောင်အဲ့ဒါကိုကျွန်မလေးအဲ့ဒါလေးကိုတတိယကျွန်မစမ်းချက်ကလေးကိုသွားတတိယကစမ်းချက်လေးကိုတတိယလေးဆိုတော့ကျွန်တော်တို့ဟိုဘာလို့တက်တဲ့ဟိုစားတက်တဲ့ဆက်ချောင်းနဲ့ဆက်မှာနော်လူချင်းဒီအတိုင်းမှန်တော့လက္ခဏာရှိတော့လေနောက်ဆုံးသိရင်တို့သွားတော့လမ်းတစ်မျိုးရှိတယ်တကယ်ကိုနောက်ဆုံးကျမတို့သိရမှာပဲအဲ့ဒါကိုကျမတို့ကလူတွေကိုကြောက်နေရတာလေဒီလိုနေအောင်လာမှာဘာဖြစ်လို့မသိကြရဲ့စိတ်ရှိရမှာလေဆိုတော့ပျောက်ဆုံးသွားတယ်ပေါ့နော်ကျမတို့ကိုယ်နဲ့မြင်တွေ့လိုက်ကိုယ်နဲ့သွားလိုက်တော့မှာပဲကျမတို့သိတယ်ပေါ့ဘာမှအန္တရာယ်မပြုနိုင်တဲ့နေရာဖြစ်ရတာနဲ့ဒီလိုကြောက်စိတ်တွေပါရှိတာယုံကြည်မှုနည်းလို့ဖြစ်ရမှာဆိုတော့ပြီးလိုက်တဲ့အတွက်ပေါ့နော်အဲ့ဒါဒီချိန်ကျရင်တေးလို့ဘယ်လောက်တော့ဘယ်လောက်ကြီးမှဘယ်လောက်ကြီးမှတေးချင်းတို့သွားတော့လမ်းတစ်မျိုးရှိတယ်အဲ့ဒါကျွန်တော်တောင်းလဲပေးနေတာတော့ဘုရားသခင်လည်းဖြစ်ပါတယ်ဒါကြောင့်လူမီဒီကာဘုရားသခင်နဲ့ရှိလို့ရှိပြတော်နိုင်ရှိလို့ရှိရင်အတိတ်ပြုပြီးတော့တက်တော့ဖြစ်တယ်ဟောင်းတော့အရာတွေပြောင်းလဲအတိတ်တော့အရာတွေဖြစ်ချင်ဆိုကျွန်မဒီပြင်ဖြစ်သွားတော့ပေါ့နော်အဲ့ဒါဆိုတော့ကျွန်မအရင်ကကြည်လက်ပါတယ်အဲ့ဒါဘုရားသခင်ဒီစကြည်လာ36ဆက်ချောင်းတယ်ပြောလာတယ်ပေါ့နော်စိတ်နှလုံးအတိတ်ကပေးနေတဲ့သဘောတစ်ပုံကတွင်ထားပြီးတဲတို့တကကြောက်နှလုံးနှုတ်ပြီးတော့အသိနှလုံးအသားနှလုံးပေးနေလို့ဒီချာလို့တာအဲကြောင့်ပြောင်းလဲခြင်းကကျွန်တော်တို့အတွက်အကောင်းဆုံးလို့ပြောင်းလဲခြင်းဖြစ်တယ်ဒါကြောင့်မြန်မာပြည်စီအတွက်လည်းကျွန်တော်တို့စတော့အကောင်းဆုံးလို့ပြောင်းလဲခြင်းဖြစ်သွားမယ်လို့ကျွန်မဒီနေ့ဒီယုံကြည်ချက်ကိုမပြတ်ဘဲနဲ့ဆုတောင်းခြင်းကိုကျွန်မတနေ့ကိုဆုတောင်းပါတယ်အဲ့တော့တည်တည်ခြင်းဖြစ်ပါတယ်အားလုံးဘုရားဒီကောင်းချီးပေးပါစေ